ကိုးတိုင်းညောင်လေးပင်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အင်အားသုံးစစ်ကြောင်းထိုးမှုကြောင့်အပြစ်မဲ့ပြည်သူ40ကျော်တပ်ဖြတ်ခံခဲ့ရတဲ့ဝမ်းနည်းစရာဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့နနက်ပိုင်းကစတင်ပြီးစစ်ကောင်စီရဲ့တပ်မ89ဦးဆောင်တဲ့အင်အား100ခန့်ပါစစ်ကြောင်း၄ကြောင်းဟာရေတွင်းကုန်းခါယူကုန်းနဲ့ကျောင်းကုန်းကျေးရွာတွေကိုကာမီကာဇေ drone တွေလက်နက်ကြီးတွေနဲ့လေကြောင်းပစ်ကူတွေအသုံးပြုကအကြမ်းဖက်စီးနှင်းခဲ့တာပါအဆိုပါစီးနှင်းမှုအတွင်းစစ်ကောင်စီတပ်ဟာကျေးရွာသား300ကျော်ကိုတစားဟန်အဖြစ်ဖမ်းဆီးခဲ့ပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့ပါတယ်ဒီစစ်ရာဇဝတ်မှုကြောင့်ကလေးငယ်3ဦးကိုဝင်ဆောင်အမျိုးသမီး2ဦးနဲ့တက်ကြီးရွယ်အိုတွေအပါအဝင်ပြည်သူ40ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့မှတ်တမ်းများအရသိရပါတယ်။သို့တော်လည်းယနေ့မတ်လ10ရက်နေ့မှာတော့ဖမ်းဆီးခံထားရတဲ့ပြည်သူ300ကျော်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်စင်ရေးအတွင်းထိခိုက်ကြဆုံးမှုများမှာတော်လှန်ရေးတပ်ဖွဲ့များပဲခူးတိုင်းစစ်မဟာမှရဲဘော်9ဦးနဲ့ KNLA မှရဲဘော်2ဦးစုစုပေါင်း17ဦးမြင့်မြတ်စွာကြဆုံးခဲ့ရပြီး9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်10ဦးထပ်မံတေဆုံးက20ဦးထပ်မံပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိမှာတော့ကယ်ထုတ်နိုင်ခဲ့တဲ့ပြည်သူ300ကျော်ဟာထိခိုက်မှုမရှိဘဲဘေးကင်းလုံခြုံစွာနဲ့လွတ်မြောက်ရာဒေသတွေကိုရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်များအရသိရပါတယ်။တစ်ဖက်မှာလည်းတော်လန်ရေးဖတ်တော်သားတဦးဖြစ်တဲ့ဂျမုံကသူမရဲ့အကောင့်ကနေပြီးတော့ယခုစစ်စင်ရေးတွေအတွက်တက်နိုင်သမျှအကူအညီပေးကြဖို့ကိုလည်းအခုလိုပဲတိုက်တွန်းထားပါတယ်။ AUG ရဲ့ပြန်ကြားရေးဌာန PVTV မှာတင်ထားတဲ့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်တွေကစစ်ရေးသတင်းကိုတွေးမိပြီးကြပြီလို့ထင်ပါတယ်။ညောင်လေးပင်မြို့နယ်တွေကရေရင်းကုန်းခယူကုန်းနဲ့ကျောင်းကုန်းကျေးရွာတွေဘက်စစ်ကောင်စီကစစ်ကြောင်းထိုးလာလို့ဒီတလုံးမှာဆိုလို့ရှိရင်စစ်ရေးခြေနေတွေကပြင်းထန်နေတဲ့အနေအထားလို့ပြောရမှာပါပြီးတော့အဲ့ဒီဘက်မှာရှိတဲ့ပြည်သူတွေလည်းထိခိုက်သေးဆုံးမှုတွေရှိနေပါတယ်ဒါကြောင့်မလို့အရေးပေါ်ခြေနေတစ်ခုလိုဖြစ်နေတဲ့ဒီလိုအခင်းအကျင်းမျိုးမှာအဲ့ဒီဒေသမှာနေထိုင်တဲ့ပြည်သူတွေရောပြီးတော့တော်လှန်ရေးတပ်ဖွဲ့တွေကိုရောဒီစိတ်ချရတဲ့နေရာတွေကနေတဆင်ပေါ့နော်ကိုစီအကူအညီတွေအများဆုံးပေးကြဖို့ကျွန်မကတိုက်တွန်းချင်ပါတယ်ပြီးတော့မနေ့ကဆိုလို့ရှိရင်လည်းအဲ့ဒီဒေသမှာအထိုင်ချပြီးတော့စစ်ရေးလှုပ်ရှားနေတဲ့တော်ဝင်တောင်တပ်ရင် MOD လက်အောက်ခံဒီတပ်ရင်ရဲ့တရားဝင်ထောက်ပို့ဖြစ်တဲ့မတ်နန်းအီဆန်ကအကူအညီတောင်းခံထားတဲ့ post Facebook မှာတင်ထားတာတွေ့ပါတယ်အခုကဒါတော်ဝင်တောင်တပ်ရင်အတွက်ဆိုလို့ရှိရင်လည်းအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မလို့ကူညီပေးခြင်းတဲ့သူတွေအနေနဲ့မတ်နန်းအီဆန်ရဲ့ဒီ Facebook အကောင့်ကိုတရားဝင်ဆက်သွယ်ပြီးတော့အကူအညီတွေပေးလို့ရတဲ့အကြောင်းကျွန်မကဒီကနေသတင်းစကားပါပေးတာပါဆိုတော့ဒီဗီဒီယိုလည်းများများပြန့်နှံ့အောင် share ကူပေးစေချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ